င်္ဂလာပါကျွန်တော်ကတ်တော့ကောင်းတယ်ကျွန်တော်စောက်ထားတဲ့အိမ်လေးပေါ့နော်ဒါကျွန်တော်စောက်ထားတဲ့ရွာလေးပေါ့နော်တိတော့မစောက်တာနဲ့စောက်ထားရိုလာကိုစတာလေးလည်းရှိပါတယ်နောက်ခါကြလို့ရှိရင်ကျွန်တော်ဟူရာလေးပါလို့ပြောမယ်ဘယ်လိုပါလဲဆိုတော့ဗီဒီယိုလေးပေါ့နော်ကျွန်တော်ညီမနဲ့ဆော်တာလေးတင်ပြပါဆိုင်အကျဉ်းကိုမင်းတလာဒါကျွန်တော်ရဲ့ပထမအိမ်ဒါကျွန်တော်ရဲ့ပထမအိမ်ဒါဒုတိယအိမ်မို့ဒါဟင်းချက်တဲ့နေရာဒါကျွန်တော်ခွေအိမ်ဒါကြတော့ကျွန်တော်မြင်းအိုကြီးဘောနော်သူအိုးနေပြီဒါကိုဒါဝီဝီဒါတော့ရဲစကန်ဒီမှာကြတော့ကျွန်တော်ဒုတိယအိမ်ဒါကျွန်တော်ကိုယ်တိုင်စောက်ထားတာမို့တူတူလေးနဲ့ပြင်နေနဲ့စောက်ထားဒါကကြတော့ထောင်ဒါကြတော့ကျွန်တော်ပူလာပဲစုဒါကြတော့ကျွန်တော်ပြည့်ဝိုင်းနူးထားလိုက်နောက်ပါလေဒါတော့ကျွန်တော်စိုက်ခင်းအဲ့ဒါပါပဲဗျဒီဘက်မှာမြန်မာအလံလေးရှိပါတယ်ဆိုတော့အဲ့ဒါလေးပါပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးရတော့တလောက်ပါပဲနောက်ပြန်ကြိုင်ထပ်တွေ့ပါပဲပေါ့နော်ဘိုင်ပါlike and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်